Hello အားလုံးပဲမင်္ဂလာပါရှင် Victoria King Channel မှာကြိုဆိုပါရစေဒီနေ့ကတော့အိမ်မှာငါးကင်ရဲ့ကြက်သားကင်ရဲ့လှုပ်ရှားဖြစ်ပါတယ်ရှင်လုပ်ပုံစင်စင်ကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ငါကတော့တလားပြားငါးကိုအသုံးပြုထားပါတယ်ရှင်ကြက်သားကတော့ကြက်ရင်ပုံသားကိုအသုံးပြုထားပါတယ်ရှင်ငါးကင်မှုအတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်။စပယ်လင်ဂျင်းပင်စိန်နနံပင်ရှဲနနံကျက်သွန်ဖြူမြို့သီးစိမ့်နဲ့တမျိုးသီးတို့ဖြစ်ပါတယ်ရှင်။ခုနကပြထားတဲ့ပါဝင်ပစ္စည်းတွေကိုကြိတ်ထားတာဖြစ်ပါတယ်ရှင်။အဲ့ဒီထဲကိုတမြာသီးညှစ်ထည့်ပေးလိုက်ပါမယ်ရှင်စားနဲ့ငယ်တရှိမုံငရုတ်သီးအရောင်တင်မုံတကြားနဲ့စီတို့ကိုထည့်ပြီးတော့အရသာတွေရွက်ထဲကိုစိတ်ဝင်သွားအောင်တိတ်ချလေးနယ်ပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ဒါကတော့ရေသေးချဆေးထားတဲ့ငါးတွေဖြစ်ပါတယ်ရှင်အဲ့ဒီငါးတွေတဲ့ကိုခုနကအရသာတွင်ထားတဲ့အရွက်တွေကိုထည့်ပေးပါမယ်ရှင်ဗိုက်သားတွေကိုသေချာလေးထည့်ပေးပါမယ်ရှင်ပြီးရင်အရသာတွေစိတ်ဝင်သွားအောင်အပေါ်အောက်ကိုလည်းတုပ်လိမ့်ပေးလိုက်ပါမယ်ရှင်အရသာတွေနဲ့သေချာလေးနယ်ပေးထားတဲ့ငါးတွေကိုကင်ဆက်ထဲမှာအပူချိန်200နဲ့မိနစ်30ခန့်ကင်ပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ဒါကတော့ရေဆေးသက်စင်ပြီးတုံးထားတဲ့ကြက်ရင်မုံသားတွေဖြစ်ပါတယ်ရှင်အရသာထည့်ပါမယ်ရှင်ပဲငတ်ပြားရည်အကြီးအနောက်ခရူးစီပြားရည်တို့ထည့်လိုက်ပါမယ်ရှင်ပြီးရင်တကြားစားဓာတ်ရှိမုံနဲ့ငရုတ်ကောင်းမုံတို့ကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အရသာတွေအသားတွေကိုစိတ်ဝင်သွားအောင်သေချာလေးနယ်ပေးလိုက်ပါမယ်ရှင်အရသာနယ်ထားတဲ့ကြက်သားတွေကိုနိုင်ဝက်ခန့်နှပ်ပေးထားလိုက်ပါမယ်ရှင်ပြီးရင် air fryer ထဲမှာအပူချိန်200နဲ့18မိနစ်ခန့်ကင်ပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ခုဆိုရင်အင်မတန်မှမှုေးကြိုင်ပြီးတော့အရသာရှိတဲ့ငါးကင်လည်းရပါပြီရှင်ကြက်သားကင်လည်းစားဖို့စင်သင့်ဖြစ်သွားပါပြီရှင်လိုက်လောက်စားကြည့်ပါနော်အင်မတန်မှအရသာရှိပါတယ်ရှင်အိမ်မှာလုပ်တာဆိုတော့ဝဝတင်နေနဲ့စားလို့ရပါတယ်ရှင်အန်တီခင်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်